အားလုံးပဲမင်္ဂလာပါ IT Land ရဲ့ sharing channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ channel လေးရဆိုရင်ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြင်မြောက်ပြီးသွားမှာမို့ like and subscribe ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်မြောက်ပြီးသွားမယ့်အကြောင်းအရာလေးကတော့ PowerPoint design သင်ခန်းစာများပဲဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့က PowerPoint design ပြုလုပ်မှာဖြစ်တဲ့အတွက် PowerPoint application လေးကို double click နဲ့ချက်နေပြီးဖွင့်လိုက်ပါမယ် blank presentation လေးကိုဝင်လိုက်ပါဒီလိုဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီလိုပုံစံလေးဖြစ်နေတဲ့အခါမှာဒါ၄ရောက်ပုံစံလေးပေါ့နော်ဒီ၄ရောက်ပုံစံကိုမကြိုက်ဘူးကျွန်တော်တို့ကဘယ်၄ရောက်ပုံစံကိုတုံးပြီးပဲဆိုရင် home တက်ထဲကနေပြီးတော့မှ၄ရောက်ဆိုတာလေးတွေကိုတွား balance ဆိုတာလေးတွေကိုတစ်ချက်ရွေးခဲ့လိုက်ပါအဲ့ဒီမှာကျွန်တော်ကနောက်တစ်ဆင့်အနေနဲ့ shape လေးဆွဲမှာဖြစ်တဲ့အတွက် insert ထဲကိုတွားလိုက်ပါတွားပြီးရင် shape ဆိုတာလေးတွေကိုဝင်ပြီးရင်ဒီမှာပေါ့နော်ဒီ rectangle round corner ဆိုတဲ့ဟာလေးကိုတစ်ချက် click ခဲ့လိုက်ပါဒီလိုဖြစ်လာတဲ့အချိန်မှာကျွန်တော်ကshape လေးတစ်ခုဆွဲလိုက်မယ်ပေါ့နော်ဒီလို shape လေးတစ်ခုရလာခဲ့ပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကိုအလဲကောင်စင်တာကြောက်အောင်တစ်ချက်ချိန်ပေးလိုက်ပါချိန်ပြီးတဲ့အခါမှာကျွန်တော်တို့ကနေပြီးပေါ့နော်ဒီကောင်လေးကိုဘာလို့မလဲဆိုရင် shape ဖေးတဲ့ကိုတစ်ချက်သွားကျွန်တော်ကအဝါရောင် color လေးပြောင်းခဲ့လိုက်မယ် shape outline ဆိုတဲ့နေရာလေးမှာတစ်ချက်ဖွင့်ပြီးရင် no outline ဆိုတာလေးတွေကိုဖြုတ်ပေးခဲ့လိုက်ပါမယ်နောက်တစ်ဆင့်အနေနဲ့ shape effect ထဲကိုထပ်သွားမယ် reflection ဆိုတာလေးကိုထပ်သွားအဲ့ဒီထဲမှာကျွန်တော်တို့ကဘာကိုရေးထည့်မလဲဆိုရင်ဒီကပေါ့နော် high reflection touching ဆိုတာလေးတွေကိုရွေးခဲ့လိုက်ပါအဲ့လိုရွေးပြီးပြီဆိုရင်ကျွန်တော်တို့ကဒီ shape effect ထဲကိုပဲနောက်တစ်ခေါက်ထပ်သွား glow ဆိုတာလေးတွေကိုရွေးပြီးရင်ဒီမှာ more colors more glow color ဆိုတာလေးတွေကိုရွေးလိုက်တဲ့အခါမှာဒီဘက်မှာ color လေးတွေပေါ်လာပြီပေါ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ကရွေးထားတာအဝါရောင်ဖြစ်တဲ့အတွက်အဝါရောင်ပဲထပ်ပြီးရွေးခဲ့လိုက်ပါမယ်ဒီလိုပုံစံလေးရလာခဲ့ပြီဒီလိုရလာခဲ့ပြီဆိုရင်ကျွန်တော်တို့ကဒီဟုတ်လေဒီပေါ့နော်ဒီ rectangle လေးကိုကျွန်တော်တို့ကပြန်ပြီး copy ကူးချင်တာဖြစ်တဲ့အတွက် control C တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ခဲ့တဲ့အခါမှာကျွန်တော်တို့ကဒီဘက်မှာပဲ control V နဲ့တစ်ချက်ချလိုက်ပါဒါဆိုရင်ဒီဘက်မှာဒီ shape လေးပုံစံလေးပေါ်လာခဲ့ပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုပုံစံလေးနဲ့ကိုတစ်ချက် clip ဖိပြီးဆွဲခဲ့လိုက်ပါဟုတ်ဒီလောက်တော့ရပါပြီဒီလိုရတဲ့အခါမှာဒီလိုလေးရလာတဲ့အခါမှာကျွန်တော်တို့ကဒီကောင်လေးကိုအရောင် color နောက်ထပ် color လေးပြန်ပြောင်းပါမယ်ဒါကြောင့်မို့ကျွန်တော်တို့က shape format ဆိုတာလေးတွေကိုတစ်ချက်ပြန်သွားလိုက်ပါသွားပြီးရင်ဒီမှာ shape face ဆိုတာလေးထဲမှာကိုပြောင်းနေတဲ့ color လေးတွေပြောင်းခဲ့လိုက်ကျွန်တော်ကတော့အစိမ်းရောင်ကိုပဲပြောင်းခဲ့လိုက်ပါမယ်ဒီလိုလုပ်လို့လည်းမပြီးသေးဘူးဒီ shape လေးမှာကျွန်တော်တို့က shape effect ဆိုတာလေးတွေကိုထပ်သွားပြီးလိုက် glue ထဲဝင်လိုက်မယ် glue ထဲဝင်ပြီးကျွန်တော်ခုနကတော့ကျွန်တော်တို့ကအဝါရောင် color လေးကြောင့်မို့အဝါရောင်ပြောင်းခဲ့တယ်အခုကတော့အစိမ်းရောင် color လေးကိုယူထားပြီးတဲ့အတွက်ဒီ glue color လေးမှာကျွန်တော်တို့ကအစိမ်းရောင်လေးကိုယူပြီးခဲ့လိုက်ပါဒီလိုပုံစံလေးရရှိလာပါပြီဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ခု copy ပွားခြင်းသေးတယ်ခုနက copy ပွားတဲ့နေရာတော့ control C နဲ့ကူးခဲ့တယ် control V လေးနဲ့ပြန်ချတယ်ဒီနည်းလေးမှာတော့ copy ကူးတာချင်းကတော့တူပါတယ်နောက်ထပ်နည်းလေးနည်းလေးတစ်ခုလည်းသိပါအောင်ကျွန်တော်ကဒီထဲမှာပဲတစ်ခါနဲ့ထည့်ပြီးပြောပြသွားပြလိုက်ပါမယ် copy ကူးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ keyboard ကနေ control လေးကိုတစ်ချက်ဖိထားလိုက်ပါ mouse left click လေးကနေတစ်ချက်ဖိဆွဲခဲ့လိုက်ပါဒါဆိုရင်လည်း copy ပွားတာပါပဲကျွန်တော်တို့ကဒီမှာအမြင်အများဖြစ်အောင်ဒီလိုလေးလှုပ်လိုက်တယ်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုရင်ကျွန်တော်တို့က control လေးကိုဖိပြီးဆွဲလာတဲ့အချိန်မှာ mouse ရဲ့ left click လေးကိုပဲအရင်လွှတ်လိုက်ပါဒါမှမဟုတ်ပဲကိုက mouse ရဲ့ left click ကိုအရင်မလွှတ်ပဲ control ကိုလွှတ်လိုက်မယ်ဆိုရင် तू ကနေရာရွှေ့တယ်လို့ပဲသတ်မှတ်ပါလိမ့်မယ် copy ကူးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က mouse ရဲ့ left click လေးကိုအရင်လွှတ်လိုက်မယ်နောက်ပြီးတော့မှ control ကီးလေးကိုလွှတ်လိုက်ပါလွှတ်လာပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီကောင်လေးကိုလည်း color ထပ်ပြောင်းမယ်မူလပထမပုံစံတိုင်းပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က shape field ကိုတွားလိုက်မယ်အနီရောင် color လေးပြောင်းခဲ့လိုက်ပါမယ်မိတ်ဆွေတို့အနေနဲ့လည်းမိတ်ဆွေတို့ PowerPoint design နဲ့ပတ်သက်ပြီးကြိုက်တဲ့ color လေးတွေသုံးနိုင်ပါတယ်ဒီမှာ shape effect ဆိုတာလေးတွေကိုထပ်သွား glow ဆိုတာလေးထဲမှာကျွန်တော်တို့ကအနီရောင်ရွေးခဲ့တာဖြစ်တဲ့အတွက်အနီရောင်လေးကိုပဲတစ်ချက်ရွေးလိုက်ပါမယ်ဒီလိုပုံစံရလာပြီပေါ့နော်ဒီလိုပုံစံရလာတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကဘေးဖောင်နဲ့ဒီဘက်ကဘေးဖောင်နဲ့ကအကွာဝေးတွေကနည်းနည်းကွာဟနေတာဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်အညီမျှလေးဖြစ်အောင်ကျွန်တော်ကဒီသုံးခုလုံးကို selection ပေးပြီးတော့မှချိန်ကြီးကြည့်လိုက်ပါမယ်ဒီလို select သုံးခုလုံးကို selection ပေးလိုက်ပြီးတော့မှဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်ပေါ့နော်ဟုတ်ဒီလိုရလာတဲ့အခါမှာဟိုဘက်ဒီဘက်လည်းညီသွားပါပြီအဲ့လိုအချိန်မှာကိုကြိုက်တဲ့စာသားတွေကို PowerPoint မှာအသုံးပြုမဲ့စာသားတွေကိုရေးထည့်လိုက်ပါကျွန်တော်တို့ကစာရေးထဲမှာဖြစ်တဲ့အတွက်စာလေးရလေးခေါ်လိုက်မယ် insert ထဲသွားမယ် shape ထဲကိုထပ်ဝင်လိုက်မယ် text box ဆိုတာလေးကိုနှိပ်ပြီးတော့မှကိုစာရေးမဲ့အတိုင်းအတာပမာဏကို selection ပေးပြီးတာနဲ့ကျွန်တော်တို့ကဒီမှာကိုကြိုက်တဲ့ font size လေးတွေကိုရွေးချယ်ခဲ့လိုက်ပါကျွန်တော်အသုံးပြုမဲ့ font လေးကတော့ impact font ဖြစ်ပါတယ်
မိတ်ဆွေတို့အနေနဲ့လည်းကိုသုံးပြီးမဲ့ font တွေ site တွေကိုတစ်ခါတည်းချိန်ပေးခဲ့စေချင်ပါတယ်ဒီမှာကျွန်တော်က font size အနေနဲ့က30ကိုအသုံးပြုလိုက်မယ်ကျွန်တော်ရေးမဲ့ကျွန်တော် PowerPoint မှာအသုံးပြုမဲ့စာသားလေးကိုကျွန်တော်ကရေးထည့်လိုက်ပါမယ်ဟုတ်ဒီလိုရတဲ့အခါမှာကျွန်တော်တို့ကဒီကောင်လေးတွေကိုအလေကောင်စင်တာလေးမှာပဲဖြစ်စေချင်တာဖြစ်တဲ့အတွက်စာသား layer တစ်ခုလုံးကို selection ပေးဒီလိုအဝိုင်းပုံစံလေးမှာတစ်ချက်နှိပ်ပြီး selection ပေးခဲ့လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီမှာ paragraph group တွေကပေါ့နော် paragraph group တွေကနေပြီးတော့မှအလေကောင်စင်တာလေးကိုယူပြီးလိုက်ဒီလိုဖြစ်လာတဲ့အချိန်မှာပဲကျွန်တော်တို့ကဒီ text box လေးကိုလည်းဒီအောက်က shape လေးရဲ့အလေကောင်မှာဖြစ်အောင်တစ်ချက်ချိန်ညှိပေးလိုက်ပါဒီလိုပုံစံလေးရလာပြီပေါ့နော်ဒီလိုပုံစံလေးရလာတဲ့အခါမှာကျွန်တော်တို့ကဒီစာ layer လေးကိုပဲပြန်ပြီး copy ပွားပါမယ်ဘယ်လို copy ပွားမလဲဆိုရင်ခုနလေးကနီလန်လေးတိုင်းပဲ control လေးကိုတစ်ချက်ပြီး mouse လက်ကလေးကိုဆွဲခဲ့လိုက်ပါဒီလိုဆိုရင်ဒီမှာအလဲတဲတဲ့လေးတစ်ချက်ချိန်လိုက်မယ် mouse လက်ကလေးကိုအရင်လွတ်လိုက်ပါဒါဆိုရင်စာက copy ပွားလာပါပြီကျွန်တော်တို့ကနောက်ထပ်ကိုရေးမဲ့စာသားတွေကိုထည့်လိုက်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က like and subscribe လို့ရေးလိုက်ပါမယ်ဒီလိုလေးရလာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအောက်ရဲ့ box ကလေးမှာလည်းဒီစာလီယာလေးကလေကောင်စင်တာလေးဖြစ်အောင်ကျွန်တော်တို့ကတစ်ချက်ချိန်ပြီးလိုက်ပါမယ်ဟုတ်ကဲ့ဒီလိုရလာတဲ့အခါမှာဒီစာလီယာလေးကိုပဲကျွန်တော်တို့ကနောက်ထပ်အောက်ကလေးမှာရေးချင်တာဖြစ်တဲ့အတွက် control လေးကိုတစ်ချက်ပြီး mouse လက်ကလေးကိုဆွဲပြီးတော့မှ copy ပွားပေးခဲ့လိုက်ပါဒီလိုရလာတဲ့အချိန်မှာကျွန်တော်တို့ကဒီစာကိုထပ်ပြောင်းအောင်မှာဖြစ်တဲ့အတွက်ဒီသုံးခုလုံးကို selection ပေးပြီးတော့မှနောက်ထပ်ကိုရိုက်ချင်တဲ့စာလေးကိုပေါ့နော်ကိုနောက်ထပ်ရိုက်ချင်တဲ့စာလေးကိုရိုက်ပေးခဲ့လိုက်ပါဒီမှာဆိုရင်ကျွန်တော် PowerPoint မှာအသုံးပြုမဲ့စာလေးတွေကိုရေးပေးလိုက်ပါမယ်မိတ်ဆွေတို့အနေနဲ့လည်းကို PowerPoint မှာအသုံးပြုမဲ့စာသားတွေကိုဒီလိုနည်းလမ်းလေးတွေနဲ့ထည့်ပေးခဲ့လိုက်ပါဒီ shape တွေထဲမှာပုံလေးတွေထည့်ကျင်တယ်ဆိုရင်လည်းရပါတယ်နော်ဟုတ်ကဲ့ဒီလိုရလာတဲ့အခါမှာဒီလိုသုံးခုလုံး shape သုံးခုလုံးမှာကိုကစာ layer လေးတွေထည့်ပေးပြီးဆိုရင်ကျွန်တော်တို့ကနောက်ထပ်တစ်ဆင့်အနေနဲ့ insert ထဲကိုတွားလိုက်ပါ shape ဆိုတာလေးတွေဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီကောင်လေးကတော့ rectangle ဆိုတဲ့ပေါက်လေး4000ဆက်လေးပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်ရွေးပြီးတော့မှဒီ PowerPoint ရဲ့ slide အစလေးပေါ့နော်ဒီ PowerPoint slide အစလေးကနေစပြီးတော့မှအကုန်လုံးကိုဖုံးသွားအောင်ဒီလို selection ပေးပြီးဖုံးခဲ့လိုက်ပါဟုတ်ကဲ့ဒီလိုရပါပြီဒီလိုရတဲ့အခါမှာပဲကျွန်တော်တို့ကအကုန်လုံးကိုမြင်အောင်လို့ control လေးကိုတစ်ချက်ဖိပြီးတော့မှမောက်မှာရှိတဲ့ wheel လေးကိုအချုံချက်လေးပြုလုပ်ပေးလိုက်ပါဒီလိုပုံစံရသွားတဲ့အခါမှာကျွန်တော်ကဒီကောင်လေးကိုဒီဘက်ဘာမလို့ဒီလိုညားလေးပေါ်လာတဲ့အချိန်မှာဒီဘက်ထိကျွန်တော်ကတစ်ချက်ဆွဲပေးလိုက်ပါမယ်ဒီဘက်ထိပေါ့နော်သူ့ကိုလည်းခုနအနီလန်းလေးအတိုင်းပဲဒီဘက်နောက်ဘက်ကိုပဲဆွဲပေးလိုက်ပါဒီလိုပုံစံလေးရသွားပြီပေါ့နော်ဒီလိုအကုန်လုံးကိုဖုံးသွားပြီးတော့မှအလျားလိုက်လည်းအရှည်လိုက်လေးဖြစ်သွားခဲ့ပြီဆိုရင်ကျွန်တော်တို့ကမောက်ကို right click လေးမောက်ကနေပြီးတော့မှ right click လေးတစ်ချက်ထောက်လိုက်ဒီ shape လေးပေါ်ပါပဲเนาะ right click လေးတစ်ချက်ထောက် format shape ဆိုတာလေးတွေကိုတစ်ချက်ဝင်ပြီးရင်ဒီမှာကျွန်တော်တို့ face ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်ဖွင့်လိုက်ပေါ့เนาะမူလပုံမှန်မြင်နေကြဆိုရင်တော့ဒီလိုလေးပိတ်နေလိမ့်မယ်ညားလေးကနေပြီးတော့မှဒီ face ဆိုတာလေးတွေကိုကျွန်တော်တို့ကဖွင့်ပေးလိုက်ပါဖွင့်ပေးပြီးရင်ဒီမှာ color ဆိုတာလေးရှိတယ် color ဘောက်လေးကိုတစ်ချက်တက်ဖွင့်ပေးလိုက်ဒီမှာ color ဘောက်လေးပေါ့เนาะ color မှာကျွန်တော်တို့ကအနက်ရောင်ယူပေးလိုက်ပါမယ်ယူပေးပြီးရင်ဒီမှာ transparency ဆိုတာရှိတယ်ဒီ text box လေးမှာကျွန်တော်တို့က cursor လေးပေါ်လာချပြီးဆိုတာနဲ့50ဆိုပြီးရိုက်လိုက်ပါမယ်ဒီလိုပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကနေပြီးတော့မှဒါလောက်ဆိုရပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က line ဆိုတာလေးကိုတစ်ချက်ပြန်ဖွင့် no line ဆိုတာလေးတွေကိုပြန်နှိပ်ပေးလိုက်ပါဒီကောင်ကကျတော့ဘာကိုပြောချင်တာလဲဆိုရင်ဒီ shape ရဲ့ဘေးပေါင် line တွေကိုမထည့်ဘူးလို့ပြောချင်တာပါအဲ့ဒါဆိုရင်ရပါပြီအဲ့ဒါဆိုရင်ဒီပေါက်လေးကိုပိတ်လိုက်လို့ရပြီဒီလိုပုံစံဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကနေပြီးတော့မှကွန်ပျူတာရဲ့ keyboard ကနေ control လေးကိုတစ်ချက်ပြီး mouse ရဲ့ wheel လေးတွေကိုချုံချက်လေးပြုလုပ်ပြီးပြန်မူလပုံစံတိုင်းပြန်ချဲ့ပေးလိုက်ပါဒီလိုရလာတဲ့အချိန်မှာကျွန်တော်တို့ကနောက်ထပ်တစ်ဆင့်အနေနဲ့ဒီပေါ့နော် insert ထဲကိုထပ်သွား shape ထဲကိုထပ်ဝင်ပြီးတော့မှကျွန်တော်တို့ပထမ shape တွေဆွဲခဲ့တဲ့ပုံစံတိုင်း rectangle round corner ဆိုတာလေးတွေကိုပြန်ယူပြီးလိုက်ပါဒီတစ်ခါဆွဲမဲ့ shape ကတော့ကျွန်တော်တို့မူလဆွဲထားတဲ့ shape တွေထက်ကြီးညီမှရပါမယ်ဒါဆိုရင်ကျွန်တော်က shape လေးကိုကြီးအောင်ဆွဲပေးလိုက်ပါမယ်ဟုတ်ဒီလိုပုံစံရတဲ့အခါမှာကျွန်တော်ကလွတ်လိုက်ပါတော့မယ်ဒီလိုပုံစံရလာပြီပေါ့နော်ဒီလိုပုံစံရလာခဲ့ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ shape outline မှာ no outline ဆိုတာလေးတွေကိုပဲပြောင်းလဲပေးလိုက်ပါ
ဒီလိုပုံစံရလာပြီပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ shade နှစ်ခုကိုကျွန်တော်တို့ဒီအောက်ကအမဲရောင်ကာလာလေးနဲ့ဒီအပြာရောင်ကာလာလေးကိုနှစ်ခုရောတော့မှဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီ shade လေးမှာ selection ပေးထားမှာမဟုတ်ပါဘူးပထမဦးဆုံးအနေနဲ့ selection ပေးထားမှာလေးကဒီအမဲရောင်ကာလာလေးကို selection အရင်နှိပ်ပေးထားလိုက်ပါနှိပ်ပေးပြီးရင်ဒီအပြာရောင်ကာလာလေးပေါ်မှာ selection ပေးမှာဖြစ်တဲ့အတွက် control လေးကိုတစ်ချက်ပြီး all left click လေးကိုနှိပ်ပေးလိုက်ပါဒီလိုပုံစံရလာပြီဆိုရင်နှစ်ခုလုံးမှာ selection ဝင်နေပြီပေါ့နော်ဒီမှာ selection တစ်ခုဝင်နေဒီမှာ selection တစ်ခုဝင်နေဒီလိုဝင်နေတဲ့အချိန်မှာကျွန်တော်တို့က shape format တွေကိုသွား match shape ဆိုတာလေးတွေကိုထပ်သွားပြီးတော့မှဒီမှာ combine ဆိုတာလေးတွေကိုတစ်ချက်နှိပ်ပေးလိုက်ပါမိတ်ဆွေတို့မြင်ရတဲ့အတိုင်းဒါကတော့ shape တစ်ခုနဲ့တစ်ခုကိုနှစ်ခုပေါင်းဆက်လိုက်တဲ့သဘောပဲပေါ့နော် combine ဆိုတာလေးတွေကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီဒီလိုပုံစံလေးရလာခဲ့ပါပြီဒါဆိုရင်ကျွန်တော်တို့ကဒီလိုပုံစံရလာခဲ့ပြီဟေ့ဆိုတာနဲ့ဒီမှာပေါ့နော်ဒီအောက်ကဒီ selection ဝင်နေပြီပေါ့ဒီကောင်လေးကိုကျွန်တော်တို့ကဒီဘက်ကိုတစ်ချက်ဆွဲပေးလိုက်ပါမယ်အတဲ့လေးတိုင်းပဲเนาะရှစ်လေးကိုပြီးတော့မှအတဲ့အတိုင်းလေးဆွဲပေးလိုက်ပါဒီလိုအပြင်ကိုရောက်ပြီဆိုမှကျွန်တော်တို့ရဲ့ဒီမောက်ကိုလွတ်လိုက်ပါဒီလိုပုံစံရလာပြီဆိုရင်တော့ကျွန်တော်တို့ကဒီ shape လေးပေါ်မှာမိတ်ဆွေတို့မြင်ရတဲ့အတိုင်းဒီ shape လေးပေါ်မှာကျွန်တော်တို့ကနေပြီးတော့မှ right click လေးထောက် duplicate slide ဆိုတာလေးကိုယူပေးလိုက်ဒီလိုရလာတဲ့အခါမှာကျွန်တော်တို့ကဒီကညနေပြင်ပေါ်မှာပေါ့နော်ညနေပြင်ကဒီခုနကဆွဲခဲ့တဲ့ rectangle ပေါက်ကလေးမှာတစ်ချက် click ပြန်ထောက်လိုက်ပါထောက်ပြီးရင် keyboard ကနေရှစ်လေးကိုဖိပြီးတော့မှမောင်ရဲ့ left click ကနေဆွဲလိုက်ပါဒီလိုဆွဲလိုက်ပြီပေါ့နော်ဟုတ်ကဲ့ဒီလိုပုံစံရတဲ့အခါမှာလွတ်လိုက်ပါဒီလိုပုံစံတစ်ခုရလာခဲ့ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ number 2 slide လောက်ဆောင်ချက်ကပြီးပါပြီနောက်တဲ့ slide duplicate လုပ်ချင်တာဖြစ်တဲ့အတွက် copy ပွားချင်တာပေါ့နော် copy ပွားချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမောင်ရဲ့ right click လေးထောက် duplicate slide လေးတစ်ချက်ပြန်နှိပ်ပြီးရင်ကျွန်တော်တို့ဒီက shape လေးကိုပဲခုနကcombine လုပ်ထားတဲ့ shape လေးကိုပဲပြန်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးရင်မောင်ဒီ keyboard ကနေပြီးတော့မှ shift လေးကိုဖိပြီးရင်ကျွန်တော်တို့ကဒီဘက်ကလေးကိုတစ်ချက်ဆွဲပေးလိုက်ပါဒီလို already ပဲညီအောင်ပေါ့နော်ဒီလိုရလာတဲ့အခါမှာပဲဒါကျွန်တော်တို့ရဲ့တတိယ slide လုပ်ဆောင်ချက်ကပြီးသွားပါပြီနောက်ထပ်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီတတိယ slide ပေါ်မှာပဲ right click လေးထောက်ပြီးရင် duplicate slide ဆိုတာလေးကိုထပ်ရွေးပေးလိုက်ရွေးပြီးဆိုရင်ကျွန်တော်တို့ကဒီခုနက combine လုပ်ခဲ့တဲ့ rectangle လေးကိုပဲတစ်ချက်ကလေးပြီး shift လေးကိုဖိပြီးရတဲ့ဒီဘက်ကိုတစ်ချက်ရွှေ့ပေးလိုက်ပါညီရပြအောင်ပေါ့နော်ဟုတ်ကဲ့ဒါလိုလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ number 4 slide လုပ်ဆောင်ချက်ကတော့ပြီးဆုံးသွားပါပြီဒီလိုပြီးဆုံးသွားတဲ့အခါမှာကျွန်တော်တို့ကဒီ slide ၄ခုလုံးကို control A လေးနဲ့ဒီ slide ၄ခုလုံးကို control A လေးနဲ့ selection ပေးခဲ့လိုက်ပါ control A ၄ခုလုံး selection ဝင်သွားပြီပေါ့နော်ဒီမှာဘေးပေါင်လေးတွေကိုကြည့်ပေးလိုက်ပါတကယ်လို့ကိုကအဲ့လိုနည်းနဲ့လည်းမလုပ်ချင်ဘူးဆိုရင် control လေးနဲ့control လေးကိုတစ်ချက်ပြီး number 2 slide မှာနေ control လေးကိုတစ်ချက်ပြီး number 3 slide မှာနေ control လေးကိုတစ်ချက်ပြီး number 4 slide မှာနေဒီလိုနည်းနဲ့လည်း selection ပေးခဲ့လို့ရပါတယ်ဒီလိုပေးပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ transition ဆိုတာလေးတွေကိုတစ်ချက်သွားလိုက်ကျွန်တော်တို့အရင်တင်ခန်းစာတွေကအတိုင်းပဲဒီက mode transition လေးကိုတစ်ချက်ရွေးပေးလိုက်ပါဒီလိုပုံစံတိုင်းရရှိလာပါပြီဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ duration ကြာချိန်တွေကိုလည်းတစ်ချက်ပြန်ချိန်ပေးခဲ့လိုက်ပါမိတ်ဆွေတို့ရဲ့ PowerPoint နဲ့ပတ်သက်ပြီးကိုယ့်ရဲ့ကြာချိန်အလိုက်မိတ်ဆွေတို့ကြိုင်းနေတဲ့လို့အကြာချိန်တွေကိုချိန်ပေးခဲ့နိုင်တယ်ဒီမှာကိုကမောက်ကလေးလေးနေမှာထွက်ချင်တာလားဒီ effect လေးဒီ transition လေးရပေါ့နော်ဒါမှမဟုတ်ကိုနှိမ့်စရာမလိုပဲထွက်စေချင်တာလားအဲ့ကိုရွေးချယ်ခဲ့နိုင်ပါတယ်ကျွန်တော်တို့လုပ်ထားတဲ့ PowerPoint slide လေးရဲ့ပုံစံကိုအကြိုကြည့်ချင်တာဖြစ်တဲ့အတွက်ဘယ်လိုကိုလုပ်ထားတဲ့ PowerPoint design ပုံစံလေးကဘယ်လိုရှိတယ်လဲဆိုတာကိုပြန်ကြည့်ချင်တာပါဘယ်လိုကြည့်မလဲဆိုရင် F5 လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါမှဆိုရင်ဒီလိုပုံစံဖြစ်လာပါပြီကျွန်တော်တို့ကဒီမှာမောက်ကလေးတစ်ချက်နှိပ်မှထွက်မှာဖြစ်တဲ့အတွက်မောက်ကလေးတစ်ချက်နှိပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီလိုပုံစံလေးရလာပြီနောက်တစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဒီလိုပုံစံလေးရလာပြီနောက်တစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဟုတ်ကဲ့ဒီလိုဆိုရင်တော့ကျွန်တော်တို့ PowerPoint presentation လေးလုပ်ခဲ့တဲ့ဥစ္စာအများတူငါစိတ်ဝင်စားစေနိုင်မဲ့ PowerPoint design ပုံစံလေးတွေကိုလည်းရရှိပါပြီကျွန်တော်ယခုပြောပြပေးခဲ့တဲ့နည်းလမ်းတွေအတိုင်းပဲလိုက်လုပ်ကြည့်ပါတကယ်လို့အခက်အခဲတစ်စုံတရာရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ comment ထဲမှာလည်းမေးခဲ့နိုင်ပါတယ်ဒီ design လေးတွေကဆိုရင်ရုပ်ရှင်းလွယ်ကူပြီးတော့မှအများတူငါကိုဆွဲဆောင်နိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့အားလုံးကိုအထူးကျေးဇူးတင်စီပါတယ်ခင်ဗျာကျွန်တော်ရဲ့ PowerPoint သင်ခန်းစာတွေကိုကြည့်ရတာစိတ်ဝင်စားပါတယ်ဆိုရင်တော့ကြက်လဲကြက်နစ်တတ်ပါတယ်ဆိုရင်တော့ကျွန်တော်ကို like and subscribe လုပ်ပေးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ